အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့တရုတ်စာနဲ့ပတ်သက်ပြီးတော့ meaning Chinese vocabulary တစ်နေ့ကို10လုံးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကဲအခုပဲစလိုက်ကြရအောင်နော်တောင်ရိုးလမ်းညွန်ပေးသည်တောင်ရိုးလမ်းညွန်ပေးသည်ဥပမာဒီ guide လောက်တာမျိုးကိုဆိုလိုပါတယ်เนาะခီးသွား tour guide တွေမှာဝင်လောက်တာတွေ hotel tour guide တွေမှာ travel and tour တွေမှာဝင်လောက်တာမျိုးကိုဆိုလိုပါတယ်ရှင်နံပါတ်2发誓师စာပို့သည်发誓师စာပို့သည်စာတွေတစ်ဖက်နဲ့တစ်ဖက်ပို့တာပေါ့เนาะဖုန်းထဲကနေစာအပြန်အလှန်ပို့တာမျိုးကိုဆိုလိုပါတယ်နံပါတ်3规则စည်းကမ်း规则စည်းကမ်းဒါကတော့ရုံးနေအိမ်ဒီမှာလည်းသုံးတာပေါ့နော်စည်းကမ်းရှိတာစည်းကမ်းမရှိတာကိုပြောတာပဲဖြစ်ပါတယ်နံပါတ်4ချိုင်ခန့်မှန်းသည်ချိုင်ခန့်မှန်းသည်နံပါတ်5တွမ်တူသည်တွမ်တူသည်ဟုတ်ကဲ့ပါနေ့စဉ်ဟင်းချက်နည်းမျိုးစုံကျမ်းမာရေးဗဟုသုတအလှပဆိုင်ရာများနဲ့ language သင်ခန်းစာများကို sharing လုပ်ပေးနေတဲ့ဒီ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့ဦးရှင်ကဲဆက်သွားလိုက်ကြရအောင်နော်နူလိစူးစားသည်နူလိစူးစားသည်ဒီစူးစားသည်ဆိုတဲ့အရာကတော့ဘယ်နေရာမှာမဆိုသုံးလို့ရပါတယ်စာစူးစားတာဖြစ်ဖြစ်အလုပ်စူးစားတာဖြစ်ဖြစ်ဘယ်နေရာမှာကိုစူးစားတယ်အဲ့ဒါတွေအကုန်လုံးအတွက်သုံးလို့ရပါတယ်နော်နောက်တစ်ခုကတော့ပေါက်ကောက်အစီရင်ခံစာပေါက်ကောက်အစီရင်ခံစာရှုံးဌာနတွေမှာကိုထက်ကြီးတဲ့လူတွေကို report ပေးတာအစီရင်ခံစာပေးတဲ့နေရာတွေမှာအသုံးပြုပါတယ်ရှင်ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ campaign cheers လုပ်သည် campaign cheers လုပ်သည်ဂုံပြူညစာစားပွဲတွေမှာတယောက်နဲ့တယောက်ခွက်ချင်းတိုက်ပြီးတော့ cheers လုပ်တာပါဂုံပြူပါတယ်ပေါ့နော် campaign ဆိုပြီးတော့ပြောတဲ့နေရာမှာအသုံးပြုပါတယ်ရှင်နောက်ထပ်တစ်ခုကတော့开始စတင်သည်开始စတင်သည်ဟုတ်ကဲ့ပါနောက်ဆုံးတစ်ခုကတော့ချွဲသင့်ဆုံးဖြတ်သည်ချွဲသင့်ဆုံးဖြတ်သည်ကဲအခုဆိုလို့ရှိရင်ဒီကနေ့အတွက်10လုံးသင်လို့ပြည့်သွားပါပြီเนาะနောက်နေ့တွေမှာလည်းဒီလိုမျိုးတစ်နေ့ကို10လုံးစီသင်ပေးသွားမှာမို့လို့ဒီ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့လည်းမမေ့ပါနဲ့အောင်ရှင်အားလုံးပဲကျေးဇူးတင်